မင်္ဂလာပါဒီနေ့မှာတော့တေမင်းရဲ့အစီအစဉ်ကိုကြိုတင်မြင်နိုင်တဲ့အဖွားနဲ့ညီမလေးတို့ရဲ့ကြောက်စရာကောင်းတဲ့ကံကြမ္မာအကြောင်းပြောပြမယ်။ကျောင်းသူလေးစတီဖနီဟာအတန်းထဲမှာအိမ်မက်ဆိုးတစ်ခုကိုစတိုက်မဲ့နေခဲ့တယ်။အဲ့ဒီအိမ်မက်ထဲမှာ1968ခုနှစ်ကစကိုင်းပြူစားတောက်ဆိုင်ကြီးပြိုကျပြီးလူပေါင်းများစွာအသက်တွေဆုံးရှုံးခဲ့တဲ့ဖြစ်ရဆိုးကြီးကိုမြင်နေရတာပါ။ထူးဆန်းတာကအဲ့ဒီအိမ်မက်ထဲမှာသူမရဲ့အဖွားအိုင်ရစ်လည်းပါဝင်နေတာပါ။စတီဖနီဟာအမှန်တရားကိုသိဖို့အဖွားဖြစ်သူစီကိုသွားခဲ့တယ်။အဖွားအိုင်ရစ်ကအမှန်တရားကိုဖွင့်ပြောပြခဲ့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမဟာအဲ့ဒီစားတောက်ဆိုင်ပြိုကျမဲ့အရေးကိုကြုံမြင်ပြီးလူပေါင်းများစွာကိုကယ်တင်ခဲ့ဘူးတယ်။ဒါပေမဲ့တေမင်းကသူ့အစီအစဉ်ကိုဖျက်ဆီးတဲ့သူတွေကိုဘယ်တော့မှခွင့်မလွှတ်ဘူး။အိုင်ရစ်ဟာတေမင်းရဲ့ရန်ကနေလွတ်အောင်အိမ်ထဲမှာပဲ20နှစ်ကြာပုန်းနေခဲ့ရတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့တေမင်းကသူမကိုထူးဆန်းတဲ့မတော်တဆမှုတစ်ခုနဲ့အဆုံးစီရင်သွားခဲ့ပြီးဒီချိန်စာကစတီဖနီတို့မိသားစုစီကူးဆက်လာပါတော့တယ်။အိုင်ရစ်တေဆုံးပြီးနောက်စတီဖနီရဲ့ဆွေမျိုးတွေတယောက်ပြီးတယောက်ထူးဆန်းစွာတေဆုံးကုန်ကြတယ်။အကင်ဆိုင်မှာဖန်ကွဲဆဆူတာကနေမျက်ရည်ဆက်နဲ့ကြိတ်မိတာအထိအလှပြင်ဆိုင်မှာအက်ဆစ်လောင်ပြီးပောက်ကွဲတာအထိတေမင်းကတယောက်ချင်းစီကိုစနစ်တကျအစီအစဉ်ချပြီးအသက်တွေကိုနှုတ်ယူနေတာပါ။စတီဖနီဟာအဖွားပေးခဲ့တဲ့မှတ်တမ်းစာအုပ်ကိုကြည့်ပြီးဘယ်သူနောက်ထပ်အသက်တွေပေးရမလဲဆိုတာကိုလိုက်တားပေမဲ့တေမင်းရဲ့ကစားကွက်ကအရန်ကိုရက်ဆက်လွန်းနေခဲ့တယ်။နောက်ဆုံးမှာစတီဖနီနဲ့မောင်လေးချာလီပဲကျန်တော့တယ်သူတို့ဟာတေမင်းရဲ့အစီအစဉ်ကိုဖျက်ဆီးဖို့စ조사ရင်းကားမောက်တဲ့အထဲကနေလွတ်မြောက်လာခဲ့တယ်သူတို့ကတေမင်းကိုအနိုင်ယူလိုက်ပြီလို့ထင်ခဲ့ပေမဲ့နောက်ဆုံးမှာယထာတစင်းလမ်းချော်ပြီးသူတို့စီကိုတက်တက်ကြီးပြေးဝင်လာချိန်မှာတော့သူတို့တကယ်ပဲလွတ်မြောက်နိုင်မှာလားဒါမှမဟုတ်တေမင်းကသူတို့ကိုစောင့်နေတာလားဆိုတာဒီစကားလေးကိုမကြည့်ရသေးရင်ကြည့်လိုက်ကြဖို့မှာလိုက်ပါရစေကြည့်ပြီးရင်လည်းအတွေးတွေမလွန်ကြစေဖို့တိုက်တွန်းလိုက်ပါတယ်နောက်အစီအစဉ်မှာထပ်ဆုံပါမယ်တာတာပါ